ယဟန်တို့အခြေအနေချောင်းရှိတဲ့တတ္တဝါတွေထဲမှာမြတ်စွာဘုရားအမျက်ဆုံးပဲတဲ့တင်ညာရှိတဲ့တတ္တဝါတင်ညာမရှိတဲ့တတ္တဝါယုတ်ရှိတဲ့တတ္တဝါယုတ်မရှိတဲ့တတ္တဝါနော်တတ္တဝါမျိုးစုံဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီလောကကြီးထဲမှာမြတ်စွာဘုရားဟာအမျက်ဆုံးပဲမြတ်စွာဘုရားအသာလွန်ဆုံးပဲပေါ့နော်အဲ့ဒါလိုပဲချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ကောင်းမှုမှန်သမျှတွေထဲမှာလည်းပဲအပ္ပမာဒတရားအမျက်ဆုံးပဲတဲ့ဘုရားနဲ့တောင်နှိုင်းတာနော်တတ္တဝါတွေထဲမှာမြတ်စွာဘုရားအမျက်ဆုံးကုသိုလ်တရားတွေထဲမှာအပ္ပမာဒအမျက်ဆုံးတဲ့ဟောအဲ့ဒါလိုပဲထပ်ပြီးတော့ပြောတယ်တမျိုးရှိသွားပြီနော်ကုန်းတော်ဝါတွေရဲ့ခြေရာတွေထဲမှာဆင်ခြေရာအကြီးဆုံးချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအပ္ပမာဒဟာအကြီးကျယ်ဆုံးဆင်ခြေရာနဲ့တူတယ်နှမျိုးရှိပြီနော်အိမ်တဲ့အိမ်မှာဒီခေါင်ဆိုတဲ့အထွတ်ဟာအမျက်ဆုံးသူမိုးမလုံးဘူးဆိုရင်ဒီအိမ်ဟာမိုးယူပြီးတော့အကုန်ပြည့်စည်မယ်သူအရေးပါတယ်ပေါ့နော်သူချုပ်ထားတယ်ပေါ့အဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပ္ပမာဒဟာအမျက်ဆုံးသုံးမျိုးရှိပြီနော်အမြင့်နံ့တာတွေထဲမှာအကျော်ပင်ရဲ့အမြင့်နံ့တာဟာအမွှေးပြန်ဆုံးဘယ်အမြင့်နံ့တာမှအကျော်ပင်ကိုမမှီဘူးပေါ့နော်အဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပ္ပမာဒဟာအကြီးကျယ်ဆုံးသူ့ကိုဘယ်တရားမှမမှီဘူးပေါ့နောက်အနှစ်နံ့တာတွေထဲမှာစန္ဒကူးနီယာအသာဆုံးတပင်ကလည်းမျိုးစုံရှိတာဆိုတချို့အနှစ်တည်းဟာမှုေးတာတွေရှိတယ်အနှစ်နံ့တာပင်ဟုတ်လားအမျိုးမျိုးသောအနှစ်နံ့တာပင်ထဲမှာစန္ဒကူးနီယာအသာလွန်ဆုံးနော်နောက်အပွင့်နံ့တာတွေထဲမှာမြက်လေးပန်းဟာအမျက်ဆုံးတယ်ဟောပန်းတွေမျိုးစုံလောကမှာစမ်းကြယ်တယ်ဟိုတနေ့တော့ပန်းတွေကြည့်ပြီးတော့ဒီမြေကြီးတွေကနေထွက်လာတာမျိုးစေ့ရဲ့အရေးပါပုံကိုစဉ်းစားမိတာပါဟုတ်လားဒီမြေဒီရေဒီလေဒီအလင်းရောင်ကိုယူပြီးတော့နှင်းစီပင်ကဒီလိုလေးတွေပွင့်လာဟိုကဟိုလိုပွင့်အနံလေးတွေကလည်းအမျိုးမျိုးဒါဝမှတခါလူတွေကထပ်ပြီးတော့ဟိုကနဲ့ဟိုကဆက်ဒီမျိုးစင်းနဲ့ဟိုကနဲ့ပေါင်းဟုတ်လားလိုချင်တယ်လို့ဖန်တီးကြအဓိကဘာတော့မျိုးပေါ့နော်မျိုးကွဲသွားတဲ့အတွက်ကြောင့်ရလက်တွေကလည်းဘာဖြစ်သွားတော့ကွဲသွားဟုတ်လားအဲ့လိုပန်းပွင့်နေအမျိုးမျိုးနော်အမွှေးနံတာကိုနော်ပေးတတ်တဲ့ပန်းနေအမျိုးမျိုးထဲမှာမျက်လေးပန်းဟာအကောင်းဆုံးအဲ့လိုပဲအပ္ပမာဒတရားကုသိုလ်တရားတွေထဲမှာအကောင်းဆုံးတဲ့ရှင်ဘုရင်တွေထဲမှာစัจ जा မင်းဟာအကြီးကျယ်ဆုံးနော်အစိုးရတဲ့အုပ်ချုပ်သူလူဒန်းစားတွေထဲမှာစัจ जा မင်းဟာအမြင့်မြတ်ဆုံးစัจ जा မင်းဟုတ်လားနက္ခတ္တရာကျေတကာတွေထဲမှာလဟာနော်အသာလွန်ဆုံးအထွန်းပဆုံးကုသိုလ်ကောင်းမှုတွေထဲမှာအပ္ပမာဒဟာအသာလွန်ဆုံးဟုတ်လားအမိုက်မောင်ကိုဖေးဖြောက်ထက်တဲ့အလင်းရောင်တွေထဲမှာနေမင်းရဲ့အလင်းရောင်ဟာအသာလွန်ဆုံးအတောက်ပဆုံးဟုတ်လားအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာ